ချိန်မှာဘာလက်တော့လေးတွေရနိုင်လဲမမေကြီးဘာတွေသုံးလို့ရတယ်အဲဒါကင်း offline ကိုဖြစ်ရလားအာမခံတွေပါရဲ့လားလက်ဆောင်ပစ္စည်းလေးပါရဲ့လားလို့မင်းနေတဲ့ messenger မှာမေးနေတဲ့ customer တွေဒီဗီဒီယိုဖိုင်လေးပြီးဆုံးအောင်ကြည့်သွားပါရှင်ဒီဗီဒီယိုဖိုင်လေးမှာမင်းက9သိန်းဝန်းကျင်ကနေစပြီးတော့မိတ်ဆက်ပေးသွားမယ်ပေါ့နော်ပထမဆုံးအနေနဲ့မိတ်ဆက်ပေးချင်တာကတော့ HP brand လေးဖြစ်သွားတယ် CPU အနေနဲ့ဆိုရင်သူက i3 ကို third generation လေးဖြစ်သွားတယ် brand အနေနဲ့ဆိုလို့ရှိရင် 8K Haptic 900K data တွေတမုံသိမ့်ဖို့အတွက်မင်းတို့ထည့်ပေးထားတယ် Haptic 900ဆိုမှလုံးဝစိတ်မပူနဲ့နော်လေးတာဟန်တာလုံးဝမရှိဘဲနဲ့ data များများသုံးချင်တဲ့ customer တွေရွေးချယ်တဲ့အလုပ်လေးပါရှင်Integrated graphic 4K ဖြစ်သွားမယ် screen size က14ဖြစ်မယ် battery အနေနဲ့ဆိုရင်လည်း battery offline 3နာရီထက်သုံးလို့ရမယ်ဒီကောင်လေးကမမေရဲ့ပုံမှန်ရောင်းစေ9,200,000ကျပ်ကိုမှအခုနေဝယ်ယူမယ်ဆိုရင်4,900,000ကျပ်တိတိနဲ့ပဲဝယ်ယူရရှိမှာဖြစ်ပါတယ်ရှင်အာမခံ6လနဲ့ပုံမှန်လက်ဆောင်ပစ္စည်း5မျိုး adapter ပါအပါနဲ့ဒီဈေးတန်းမှာလည်းရရှိမှာဖြစ်ပါတယ်เนาะနောက်ထပ်ပြီးတော့မင်းကပေါ့နော်9သိန်းဝန်းကျင်မှာဆိုလို့ရှိရင် oscillate တစ်လုံးနဲ့ထပ်ပြီးတော့မိတ်ဆက်ပေးမယ်ရှေ့မှာလည်းရောင်းခဲ့တယ်ရောင်းအားလည်းကောင်းခဲ့တယ်ပေါ့နော်ဒီကောင်လေးကလည်း CPU အနေနဲ့ဆိုရင်သူက i3 ကို third generation လေးဖြစ်သွားတယ် RAM 6K SSD 128K နဲ့ဖြစ်သွားတယ် SSD နဲ့သုံးချင်တဲ့ customer လေးတွေရောက်တော့ဒီလုံးလေးကိုရွေးချယ်တင်တယ်ပေါ့နော် Integrated graphic 3K ဖြစ်သွားတယ် screen size 14ဖြစ်ပဲ battery 2နာရီထက်သုံးလို့ရမယ်ဈေးနှုန်းအနေနဲ့ဆိုရင်ဒီကောင်လေးကလည်းပုံမှန်ရောင်းစေ9,200,000ကျပ်ကိုမှအခုနေမမျက်စိမှာဝယ်ယူမယ်ဆိုရင်4,900,000ကျပ်တိတိနဲ့ပဲဝယ်ယူရရှိမှာပါရှင်နောက်ထပ်တော့မင်းကပေါ့နော်အရန်ကိုလူကြိုက်များပြီးတော့ရောင်းအားကောင်းတာလေးတွေမင်းစီမှာထပ်ရောက်ထားတယ်ရှေ့မှာလည်းအများကြီးရောင်းခဲ့တယ်အရှမ်းလည်းလူကြိုက်များခဲ့တယ် generation မြင့်တာလေးကြိုက်တယ်မင်းရေးပုံမှန်စာတင်ကြောင်းသုံးရုံသုံး internet line ဆွဲအကောင်းကောင်းနဲ့ပဲသုံးချင်ပါတယ်ဆိုတဲ့ customer တွေကိုမင်းကဒီ SA လေးနဲ့မိတ်ဆက်ပေးမယ် CPU နဲ့တော့သူက Pentium ကို7 generation လေးဖြစ်သွားတယ် RAM 4 SSD 128ကိုမင်းတို့အသုံးပြုပေးထားတယ် Integrated graphic က 2K ဖြစ်သွားမယ် battery 3နာရီထက်သုံးလို့ရမယ် screen size 14ဖြစ်မယ်ဈေးနှုန်းအနေနဲ့ဆိုရင်ဒီကောင်လေးကပုံမှန်ရောင်းသေး6သိန်းကျပ်တိတိကိုမှအခုနေမင်းစီမှာဝယ်ယူမယ်ဆိုရင်9,900,000ကျပ်တိတိနဲ့ပဲဝယ်ယူလိုက်ပါရှင်လုံးဝ smart ကြပေါ်ပါပြီးတော့တဲသွားတဲလာသုံးမယ်ဆိုတဲ့ customer တွေလည်းအရန်ကိုအဆင်ပြေတယ်ပေါ့ပါနဲ့တဲသွားတဲလာသုံးလို့ကောင်းတဲ့ရောင်းအားကောင်းတဲ့လက်တော်လေးပါရှင်နောက်ထပ်ပြီးတော့လည်းမင်းက Lenovo brand လေးထပ်ပြီးတော့မိတ်ဆက်ပေးမယ်ပေါ့နော်ဒီကောင်လည်းပဲပုံမှန်တင်တန်းလေးတွေတက်မယ်မင်းရေးစာသင်ကျောင်းသုံးရုံသုံးကျင်နေဆိုတဲ့ customer တွေရွေးချယ်တင်တယ်ပေါ့နော် CPU အနေနဲ့တော့သူလည်းပဲ Pentium series လေးဖြစ်သွားတယ် Pentium ကိုသူက4 gen လေးထွက်ထားတယ်ပေါ့နော် RAM 4K နဲ့ SSD 128K ကိုမင်းတို့အသုံးပြုပေးထားတယ် Integrated graphic က 4K 2K ဖြစ်သွားမယ် screen size 14ဖြစ်မယ် battery အနေနဲ့ဆိုရင်လည်း battery offline 3နာရီအသုံးပြုလို့ရမယ်ဈေးနှုန်းအနေနဲ့ဆိုရင်ပုံမှန်ရောင်းဈေး9,200,000ကိုသူလည်းပဲမင်းစီမှာဆိုရင်4,900,000ကျပ်တိတိနဲ့ပဲဝယ်ရရှိမှာဖြစ်ပါတယ်ရှင်အထူးဈေးလေးတွေနဲ့ရောင်းချပေးနေတဲ့အချိန်မှာ customer လေးတွေလိုအပ်တယ်ဆိုရင်တော့ဒီအချိန်ကဝယ်ထားတဲ့အချိန်ပါပဲရှင်နောက်ထပ်မင်းကပေါ့နော် HP ရဲ့ကကြိုက်တဲ့ customer တွေအတွက် HP လေးနဲ့ထပ်ပြီးတော့မိတ်ဆက်ပေးမယ်ဒီကောင်လေးကလည်း CPU Pentium series လေးကိုမှ7 generation လေးဖြစ်သွားမယ် RAM နဲ့ဆိုရင် 8K SSD 128K ကိုမင်းတို့အသုံးပြုပေးထားတယ်